ပြောဘူးဆိုလဲပြောရမယ်ပေါ့နော်ပြောပြရင်လည်းကောင်းပါမှာဒါပေမဲ့မပြောမဖြစ်ဆိုလို့ပြောရမှာချင်တကယ်တော့အားလိုက်အထက်ထော်ရဆောင်ဒါဒီလိုရှိတယ်ပေါ့နော်ဒီနေ့ကအလောက်ကနေအင်ကုန်ပြလာလေးရှိမှာဟိုပေါ့နော်စံကဲခေါ်တယ်ကွာလာရနေစံကဲခေါ်တယ်အဲ့ဒါစံကဲရောက်လာတော့အဲ့စံကဲကနေဟိုတနေ့ကဘယ်နေ့လဲအရင်တပတ်လားမမိရတော့မနေ့ကပေါ့နော်မမိရတော့မနေ့ကပေါ့နော်မနေ့ကစံကဲစီးတယ်အဲ့စံကဲနဲ့တိုးတယ်ဒါပေမဲ့ဒီနေ့လည်းအတယောက်နဲ့ပဲတိုးနေသလားလို့ပေါ့နော်အဲ့ဒါဟို history မှာမနေ့ကစီးထားတဲ့ဟာကဘာဆိုပြီးအဲ့ဒါလေးဝင်ကြည့်တာမတေချာဘူးပေါ့နော်သူပြထားတော့ကြာတာပဒေးဆိုအရင်တစ်ပတ်ကကြာတာပဒေးချင်းနေခဏနေပါဦး T8U ဆိုကြာတာပဒေးလားဟုတ်ဘူးဟုတ်ပါဘူး TUE လားမလဲမေ့ကုန်ပြီမတတ်တော့အေးဒီမှာဟာမပါဘူးပြတ်တယ်မပါဘူးဘယ်နဲ့ကြည့်ရတာဟိုအေးဒီမှာ TUE ဆိုအင်္ဂါပေါ့အဲ့ဆိုမနေ့ကပေါ့နော်မမီအောင်နာမကောင်းတော့အေးငါမတည်းပြောနေတယ်ဘာမှဟုတ်တိုင်းမနေ့ကငါစီးတဲ့စံကေမနေ့ကဒီနေ့လေစံကေနဲ့ထူလို့ပြောတော့ဘာမှမဟုတ်ပါဘူးသူ့ကြည့်ပြီးတော့ပြုံးနေသူလည်းကိုမမီတယ်ကိုလည်းသူ့မမီတယ်ကြာတော့မလေးစံကေတမနဲ့ညှိတော့ဟေးစားတာမရှိကဲသမင်းစားလာ